ကျွန်တော်တို့အားလုံးနေ့တင်ရောက်လာလို့ရှိရင်စိတ်သက်ကိုယ်တင်နဲ့ဖြတ်သန်းဖို့ကြိုးစားကြတယ်အဲ့ဒါအပြင်နောက်ထပ်အရေးကြီးတာတစ်ခုလည်းကြံသေးတယ်အဲ့ဒါကတော့ကျွန်တော်တို့နေ့စဉ်ထိတွေ့နေရတဲ့ digital environment ကိုလည်း fresh လုပ်ဖြစ်အောင်ကြည့်လိုက်တာနဲ့ motivate ဖြစ်နေအောင်ပြီးတော့ကျွန်တော်တို့ productivity ကောင်းအောင်လုပ်ဖို့ပါပဲဒီနှစ်လည်းအရင်နှစ်တွေလိုပါပဲကွာဆိုတဲ့ခန်းစားချက်မျိုးမရအောင်လို့ခုနကပြောထားတဲ့အချက်လေးတွေကိုလုပ်ပေးဖို့လိုတယ်အထူးသဖြင့်ကွန်ပျူတာသုံးနေရတဲ့သူတွေတိုင်းကြုံဖူးကြမှာပါကျွန်တော်တို့အလုပ်လုပ်မယ်ဆိုပြီးတော့ကွန်ပျူတာရှိထိုင်လိုက်တယ် but ကွန်ပျူတာစဖွင့်လိုက်တာနဲ့တက်လာတဲ့ screen ကဒါမျိုး messy ဖြစ်ပြီးတော့ရှုပ်ပွက်နေတယ်ဆိုရင်တော့ကျွန်တော်တို့နေ့တင်မှာစိတ်သက်ကိုယ်သက်ကနေစိတ်ညစ်ကိုညစ်နောက်ဆုံးစိတ်ပြက်ကိုပြက်ပါထင်ရမှာပါဒါကြောင့်မလို့ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ရဲ့ desktop ကိုဒါမျိုး minimalist setup တွေကိုဖြစ်တဲ့ design တွေပြီးတော့ဒါမျိုး text bar animation တွေပြီးတော့ဒီလိုမျိုး cursor style မျိုးစုံဘယ်လိုပြောင်းလို့ရလဲဆိုတော့ sharing လုပ်ပေးတော့မှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးစလိုက်အောင်အားလုံးပဲမင်္ဂလာပါကျွန်တော်က Webby ပါကျွန်တော်တို့ Windows ကိုစိတ်ကြိုင် customization လုပ်ဖို့ဆိုရင်ကျွန်တော်ခုပြောပြမယ် software လေးတွေ download ဖို့လိုတယ်ပထမဆုံးတစ်ခုကတော့ WinHawk အဲ့ဒါလေး download အတွက်ကျွန်တော်တို့ Chrome ထဲကိုဝင်လိုက်ပါမယ်ပြီးရင် search မှာ WinHawk ဆိုပြီးတော့ကျွန်တော်တို့ရိုက်ချလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီ website လေးထဲကိုဝင်လိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ download ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ကျွန်တော်တို့ download လုပ်တာပြီးတဲ့အထိခဏစောင့်ပေးရပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒါလေးကိုဖွင့်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ okay ဆိုတာလေးနှိပ်မယ်ပြီးရင် next ကိုထပ်နှိပ်မယ်ပြီးရင်ကျွန်တော် install ဆိုတာလေးနှိပ်လိုက်ပါမယ်ကျွန်တော်အဲ့ဒါလေးကိုပြီးတဲ့အထိခဏစောင့်ပေးရပါမယ်အဲ့ဒါလေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ finish ဆိုတာလေးကျွန်တော်နှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ software လေးပွင့်လာပါပြီကျွန်တော်တို့ home banner လေးက export ဆိုတာလေးနှိပ်လိုက်လို့ရှိရင်တော့ကျွန်တော်တို့ Windows ကိုစိတ်ကြိုက် customization လုပ်လို့ရမယ့်မုတ်မျိုးစုံရှိပါတယ်ကျွန်တော်တို့အရင်ဆုံး text bar ကိုရင် customize လုပ်လိုက်ရအောင်ကျွန်တော် text bar ကို customize လုပ်ဖို့ဆိုရင် Windows 11 text bar styler ဆိုတဲ့မုတ်လေးကိုကျွန်တော်တို့တွင်းဖို့လိုတယ်အဲ့မုတ်လေးမှာကျွန်တော်တို့ detail ဆိုတာလေးနှိပ်လိုက်ပါမယ်ပြီးတော့ဒီနေရာမှာကျွန်တော်တို့ text bar ကိုစိတ်ကြိုက်ပြောင်းလို့ရမယ် theme မျိုးစုံကိုကျွန်တော်နာမည်နဲ့တစ်ခါတည်းထည့်ပေးထားပါတယ်ကျွန်တော်တို့အပေါ်က install ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ပြီးရင်တော့ accessories and install ဆိုတာလေးကျွန်တော်ထပ်နှိပ်လိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ setting ဆိုတာလေးထဲမှာ theme ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ကကိုကြိုက်တဲ့ design ကိုပြောင်းပေးလို့ရပါတယ်ကျွန်တော်ဒီ detail ထဲမှာလည်း theme မျိုးစုံကိုနာမည်နဲ့တစ်ခါတည်းပြပေးထားတော့ကျွန်တော်နာမည်လေးကိုမှတ်ပြီးတော့ဒီဘက်မှာပြောင်းပေးလိုက်ရပါပဲကျွန်တော်ကတော့ဒီမှာ meta ဆိုတာလေးကျွန်တော်ရွေးလိုက်ပါမယ်ပြီးရင် sys setting ဆိုတာလေးကျွန်တော်နှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ text bar လေးကခုလိုမျိုးပုံစံပြောင်းသွားပါလိမ့်မယ်ကျွန်တော်တို့အဲ့ဒါကိုငကိုပုံစံတိုင်းပြန်ပြောင်းချင်နေဆိုရင်တော့ခုနက theme ဆိုတာလေးထဲမှာ none ကိုပြန်ရွေးလိုက်လို့ရပါတယ်ဒါမှမဟုတ်လည်းအပေါ်က disable ဆိုတာလေးကျွန်တော်တို့နှိပ်လိုက်လို့ရတယ်နောက်တစ်ခုကအဲ့ဒါကိုအပြီးထည့်ချင်လို့ရှိရင်တော့အပေါ်က remove ဆိုတာလေးကျွန်တော်နှိပ်လိုက်ရပါမယ်နောက်တော့သုံးဝင်တဲ့ mode တစ်ခုကတော့ text bar height and icon size ကျွန်တော်တို့ Windows 10မှာ text bar ကိုတေးသေးလေးနဲ့ compact ပုံစံလေးကျွန်တော်တို့လိုချင်လို့ရှိရင် setting ထဲမှာ small text bar ဆိုတာလေးကိုကျွန်တော်တို့ဖွင့်ပေးလိုက်ရုံပဲဒါပေမဲ့ Windows 11မှာကျတော့ဒီ setting ကပါမလာခဲ့ဘူးကျွန်တော် text bar ကိုတေးလေးနဲ့ compact ပုံစံပြလုပ်ချင်တယ်ဆိုရင်တော့ဒီ text bar height and icon size ဆိုတာလေးကိုကျွန်တော်တို့သင်ပေးဖို့လိုတယ်အဲ့ဒီ mode ရဲ့ကျွန်တော်တို့ detail ဆိုတာလေးကျွန်တော်နှိပ်လိုက်ပါမယ်ဒီမှာကျွန်တော်တို့ text bar ရဲ့ size ပုံစံမျိုးစုံကိုလည်းတစ်ခါတည်းပြပေးထားပါတယ်ကျွန်တော်တို့အပေါ်က install ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ပြီးရင် accessories and install ဆိုတာလေးနှိပ်မယ်ပြီးရင်တော့ကျွန်တော်တို့ setting ဆိုတာလေးထဲမှာ text bar height icon size နဲ့ text bar button width ကို
ကိုလိုချင်သလိုပြောင်းပေးလိုက်လို့ရပါတယ်ငကိုပုံစံဒီ default အတိုင်းတာကိုလည်းတစ်ခါတည်းပြပေးထားပါတယ်ကျွန်တော်ဒီမှာပြထားသလိုပြောင်းလဲလို့ရှိရင်တော့အခုလိုမျိုး test bar site အသေးလေးရပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်နောက်ထပ် mode တစ်ခုထပ်သွားလိုက်ရအောင်နောက်ထပ် mode တစ်ခုက test bar dock animation လို့ခေါ်တယ်ကျွန်တော်မတွေ့ရအပေါ်က search မှာရိုက်ရှာလိုက်လို့ရတယ်ဒီဟာလေးကိုကျွန်တော်တို့ detail ဆိုတာလေးကျွန်တော်နေလိုက်မယ်ဒီမှာသူကဒီ test bar dot animation ရဲ့ preview ပုံစံလေးကိုလည်းတစ်ခါလေးပြပေးထားတယ်ကျွန်တော်အပေါ်က install ဆိုတာလေးနှိပ်လိုက်ပါမယ်ပြီးရင် accelerate and install ဆိုတာလေးကိုထပ်နှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒါမျိုး animation လေးရလာပါပြီ setting ထဲမှာလည်းကျွန်တော်တို့ကိုလိုချင်သလိုပြောင်းပေးလို့ရပါတယ်ဒီ animation မှာ icon ရဲ့ scale ကကြီးနေတယ်ဆိုရင်တော့ကျွန်တော်တို့ဒီ maximum scale မှာသူ့ရဲ့အတိုင်းတာကို short ချလိုက်လို့ရပါတယ်ကျွန်တော်ထားသလိုထားလိုက်လို့ရှိရင်တော့ဒီလိုပုံစံ animation လေးရပါလိမ့်မယ်ကျွန်တော် test bar ပြီးရင်နောက်ထပ် start menu လေးကိုဆက်သွားလိုက်အောင်ကျွန်တော် start menu ကို customize လုပ်ဖို့ဆိုရင်တော့ဒီ mode လေးကိုတွဲဖို့လိုတယ်အဲ့ဒါက Windows 11 start menu styler ကျွန်တော် detail ဆိုတာလေးနှိပ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီနေရာမှာ Windows 11ရဲ့ start menu ကိုဒီပြထားတဲ့ထက်ကကိုကြိုက်တဲ့ပုံစံကိုပြောင်းလို့ရပါတယ်ကျွန်တော် install ဆိုတာလေးနှိပ်လိုက်ပါမယ်ပြီးရင် accelerate and install ဆိုတာလေးထပ်နှိပ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော် setting ရဲ့ themes ထဲမှာကိုကြိုက်တဲ့ပုံစံပြောင်းပေးလိုက်လို့ရပါတယ်ကျွန်တော်ကတော့ဒါလေးကိုရွေးလိုက်ပါမယ်ပြီးရင် save setting ဆိုတာလေးကျွန်တော်နှိပ်မယ်ဒါဆိုရင်တော့ဒီလိုပုံစံပြောင်းသွားပါပြီသူ့ရဲ့ငကုပုံစံကတော့ဒီလိုပုံစံပေါ့ဒါဆိုရင်ကျွန်တော်နောက်တစ်ခုဆက်သွားလိုက်ရအောင်နောက်တစ်ခုကကြတော့ကျွန်တော်တို့ရဲ့ notification center အဲ့ notification center ကိုလည်းကျွန်တော်တို့စိတ်ကြိုက်ပြောင်းပေးလိုက်လို့ရပါတယ် Windows 11 notification center styler ဆိုတဲ့ mode လေးကိုကျွန်တော်တို့သွင်းပေးရပါမယ် detail ဆိုတာလေးကျွန်တော်နှိပ်လိုက်ပါမယ်ဒီမှာလည်းကျွန်တော်တို့ themes တွေမျိုးစုံပြပေးထားပါတယ်ကျွန်တော်အပေါ်က install ဆိုတာလေးနှိပ်လိုက်ပါမယ်ပြီး accelerate and install ဆိုတာလေးကျွန်တော်နှိပ်ပါမယ်ပြီးရင်တော့ကျွန်တော် setting ရဲ့ themes ထဲမှာခုနကပုံစံထက်ကကိုကြိုက်တာပြောင်းပေးလိုက်လို့ရပါတယ်ပြီးရင် save setting ဆိုတာလေးကျွန်တော်နှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်ရဲ့ notification center ကဒါမျိုးပုံစံပြောင်းသွားတာကိုတွေ့ရပါလိမ့်မယ်ဒါဆိုနောက်တစ်ခုဆက်သွားလိုက်အောင်နောက်တစ်ခုကကျတော့ Windows 11 File Explorer styler လို့ခေါ်တယ်ကျွန်တော် detail ဆိုတာလေးနှိပ်လိုက်ပါမယ်ဒီမှာလည်းကျွန်တော်တို့ themes တွေမျိုးစုံပြပေးထားပါတယ်ကျွန်တော်တို့ install ဆိုတာလေးနှိပ်လိုက်ပါမယ်ပြီးရင် accelerate and install ဆိုတာလေးကျွန်တော်တို့ထပ်နှိပ်ပါမယ်ဒီ themes နေရာမှာကိုကြိုက်တာပြောင်းပေးလိုက်လို့ရပါတယ်ကျွန်တော်တို့ရဲ့ Nago File Explorer ကဒါမျိုးပုံစံကျွန်တော်တော့ဒါလေးရွေးပြီးတော့ save လုပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ File Explorer ကဒါမျိုးပုံစံပြောင်းသွားတာကိုတွေ့ရပါလိမ့်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ wallpaper ဘက်ကိုဆက်သွားလိုက်ရအောင်ဒါမျိုး live wallpaper တွေကိုကျွန်တော်တို့ပြောင်းဖို့ဆိုရင်တော့ library wallpaper လို့ခေါ်တဲ့ software လေးကိုကျွန်တော်တို့တွင်ပေးဖို့လိုတယ်အဲ့ဒါလေးကိုကျွန်တော်တို့ Microsoft Store ကနေအလွယ်တကူ download လုပ်ပြီးတော့ကျွန်တော်တို့တွင်လို့ရတယ်ပြီးရင်တော့ကျွန်တော်တို့ open ဆိုတာလေးနှိပ်လိုက်လို့ရှိရင်တော့ဒါမျိုးလေးပေါ်လာပါလိမ့်မယ်
ဒီမှာ Nago Default ကဒီ wallpaper 10ခုလောက်တော့ကျွန်တော်တို့ preset အနေနဲ့ထည့်ပေးထားတယ်ကျွန်တော်နောက်ထပ်ကိုကြိုက်တဲ့ wallpaper တွေကျွန်တော်တို့ပြောင်းသုံးဖို့ဆိုရင်တော့ wallpaper လေးတွင်းမှုလိုတယ်ဒါဆိုရင်ကျွန်တော်တို့ဒီ wallpaper တွေကိုဘယ်ရမလဲကျွန်တော် Chrome ထဲဝင်လိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ live wallpaper ဆိုပြီးတော့ကျွန်တော်တို့ရိုက်ချလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီ motion background ဆိုတဲ့ website လေးကိုကျွန်တော်တို့ဝင်လိုက်ပါမယ်ဒီနေရာမှာကျွန်တော်တို့ကိုကြိုက်တဲ့ wallpaper ကို download လုပ်လို့ရပါတယ်ကိုကြိုက်တာတစ်ခုကိုကျွန်တော်တို့ရွေးပြီးသွားလို့ရှိရင်တော့အဲ့အလေးကျွန်တော်တို့ click တစ်ချက်နဲ့လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့အောက်နားလေးကို scrolling နဲ့ဆွဲပြီးတော့ဒီနေရာမှာ 4K download နဲ့ HD download ဆိုပြီးတော့ကျွန်တော်တို့နှစ်ခုရှိပါတယ်ကိုကြိုက်တာ download လုပ်လို့ရပါတယ်ကျွန်တော်က HD download ဆိုတာလေးနှိပ်လိုက်ပါမယ် download လုပ်တာပြီးတဲ့ဒီခဏစောင့်ပေးရပါမယ်download လုပ်တာပြီးသွားပြီဆိုရင်တော့ခုန software လေးထဲကိုကျွန်တော်တို့ပြန်ဝင်လိုက်ပါမယ်ပြီးရင်အပေါ်က plus button လေးကျွန်တော်တို့နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ choose a file ဆိုတာလေးကျွန်တော်တို့နှိပ်လိုက်ပါမယ်ဒီနေရာမှာခုနက download လုပ်ထားတဲ့ download folder ထဲက file လေးကိုကျွန်တော်တို့ရွေးပြီးတော့ open နှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ okay နှိပ်လိုက်ပါမယ်ဒါမျိုးအစိမ်းရောင်တန်းလေးပြီးတဲ့ဒီခဏစောင့်ပေးရပါမယ်ဒါဆိုရင်တော့ခုနကထည့်လိုက်တဲ့ wallpaper လေးရောက်လာပါပြီအဲ့ဒါလေးကိုကျွန်တော်တို့ click တစ်ချက်နဲ့လိုက်ပါမယ်ဒါဆိုရင်တော့ wallpaper လေးကျွန်တော်တို့ပြောင်းသွားပြီပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့နောက်တစ်ခုဆက်သွားလိုက်အောင် okay နောက်တစ်ခုကဒါမျိုးပုံစံနာရီ widget အဲ့ဒါလေးကိုကျွန်တော်တို့လုပ်ဖို့ဆိုရင်တော့ကျွန်တော်တို့ Microsoft Store မှာ B-Widget ဆိုတဲ့ software လေးကိုကျွန်တော်တို့ download လုပ်ဖို့လိုတယ်ပြီးရင်ကျွန်တော်တို့ open ဆိုတာလေးနှိပ်လိုက်လို့ရှိရင်တော့ဒါမျိုးလေးပေါ်လာပါလိမ့်မယ်ဒီနေရာမှာကျွန်တော်တို့အောက်နားလေးကဒါလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီနေရာလေးမှာ date ထားမလား time ထားမလား weather ထားမလားပုံနေထားမလားစာနေထားမလားကျွန်တော်တို့ကြိုက်တာရွေးလို့ရပါတယ်ကျွန်တော်တို့က time ထားမှာဆိုတော့ time ဆိုတာလေးကျွန်တော်တို့ click ချက်နှိပ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ install ဆိုတာလေးကျွန်တော်နှိပ်လိုက်ပါမယ်ကျွန်တော်အဲ့ဒါလေးခဏစောင့်ပေးရပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီနားလေးက home button လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ဒီအပေါင်းလက္ခဏာလေးနဲ့ create widget ဆိုတာလေးကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ create ဆိုတာလေးနှိပ်လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒါမျိုး widget လေးပေါ်လာပါလိမ့်မယ်ဒီနေရာမှာကျွန်တော်တို့ကအဲ့ဒါလေးကိုကျွန်တော်တို့ကြိုက်တယ်လို့ customize လုပ်လို့ရပါတယ်အောက်ကကျွန်တော်တို့ customize ဆိုတာလေးကျွန်တော်နှိပ်လိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ဒီနေရာမှာ widget ရဲ့ width တွေ height တွေကိုကျွန်တော်တို့ကြိုက်တယ်လို့ချိန်ညှိပြီးတော့ထားပေးလို့ရပါတယ်ဒါလေးကကျွန်တော်တို့ရွှေ့လို့ရတယ်ဒီဘက်မှာကျွန်တော်တို့ motivate ဆိုတာလေးကျွန်တော်တို့ပိတ်ထားလိုက်လို့ရှိရင်တော့ဒါလေးကရွှေ့လို့မရတော့ဘူးဒီ widget လေးကို right click ထောက်ပြီးတော့လည်းကျွန်တော်တို့ပြောင်းလို့ရပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒါလေးနှိပ်လိုက်မယ်ဒီနေရာမှာ widget ရဲ့ background color နဲ့ opacity ကိုကြိုက်တယ်လို့ချိန်ညှိပေးလို့ရပါတယ်ပြီးတော့ဒီအပေါ်မှာဆိုရင်တော့ဒီ widget ရဲ့ဒီ background corner radius ကိုလည်းကြိုက်တယ်လို့ပြောင်းပေးလိုက်လို့ရပါတယ်ပြီးတော့ကျွန်တော်ဒီအောက်နားလေးက time font ဆိုတာလေးကျွန်တော်နှိပ်လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီ text ရဲ့ color နဲ့ size တွေ
ပြီးတော့ font family ပြီးတော့ font weight ရဲ့ style ရဲ့ကိုကြိုက်တယ်လို့ချိန်ကြည့်လို့ရပါတယ်ဒီဘက်ကတက်လေးကိုနေရလို့ရှိရင်တော့ format ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ရဲ့ time format ကိုစိတ်ကြိုက်ကြောက်ပေးလိုက်လို့ရပါတယ်ကျွန်တော်ကတော့ thread hour format ဆိုအလေးကို off ပေးထားလိုက်ပါမယ်ဒီလိုမျိုးလေးဖြစ်သွားဆိုရင်တော့ကျွန်တော်တို့ရဲ့ font size ကိုပြန်ပြီးတော့ပြောင်းပေးလိုက်လို့ရပါတယ်ဒါလေးကိုကျွန်တော်တို့စင်တာကြအလဲမှာထားခြင်းနေဆိုရင်တော့ကိုကြိုက်တဲ့နေရာလေးကိုရွှေ့ပြီးလို့ရှိရင် center horizontal လေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ရပါပဲဒါဆိုရင်တော့ကျွန်တော်တို့ကဒါလေးက horizontal light center ကျအောင်ပါပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ဒါမျိုး cursor style မျိုးစုံဘယ်လိုပြောင်းလို့ရလဲဆိုတော့ဆက်သွားလိုက်ရအောင်ကျွန်တော်တို့ Chrome ထဲဝင်လိုက်မယ်ပြီးတော့ကျွန်တော် search မှာ VS Sting Cursor ဆိုတာလေးကျွန်တော်တို့ရိုက်ချလိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ဒီ website လေးထဲကိုဝင်လိုက်ပါမယ်နောက်ဆုံးတော့ကျွန်တော်တို့ဒီနေရာမှာကိုကြိုက်တဲ့ cursor ကိုရွေးပြီးတော့ download လုပ်လို့ရပါတယ်ကျွန်တော်တို့ဒါလေးနေလိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ဒီဘေးနားလေးက download file ဆိုတာလေးကျွန်တော်နေလိုက်မယ်ပြီးရင်ဒါမျိုးပေါ်လာရင်တော့ကျွန်တော်တို့ download to PC ဆိုတာလေးကျွန်တော်ထပ်နေပေးလိုက်ပါမယ်တစ်ခါကြိုက်တော့ဒါမျိုး error လေးပေါ်လာတတ်တယ်ကျွန်တော်အဲ့ဒါလေးပိတ်ပြီးတော့ခုနက download to PC ဆိုတာလေးကျွန်တော်ထပ်နေပေးလိုက်ရတော့ရပါပြီဒါဆိုရင်တော့ကျွန်တော်တို့ download လုပ်တာပြီးသွားပြီပဲဖြစ်ပါတယ်အဲ့လေကျွန်တော် right click ထောက်မယ်ပြီးရင်ကျွန်တော် extract on နဲ့ဖြည့်လိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ j.dot ဒီ folder လေးထဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ်ဒီထက်ကကျွန်တော်တို့ installer ဆိုတာလေးကျွန်တော် right click ထောက်မယ်ပြီးရင်ကျွန်တော်တို့ install ဆိုတာလေးနှိပ်လိုက်ပါမယ်ပြီးကျွန်တော် open ဆိုတာလေးနှိပ်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ computer ထက်ကိုဒီ cursor style လေးသွင်းမှပဲဖြစ်ပါတယ်ဒါဆိုရင်ဒီဟာလေးကိုကျွန်တော်တို့ဘယ်လိုပြောင်းမလဲ search မှာကျွန်တော်တို့ pointer ဆိုပြီးတော့ရိုက်ချလိုက်မယ်ပြီးတော့ change the mouse pointer ဒါလေးဝင်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဒါမျိုးပေါ်လာလို့ရှိရင် pointer ဆိုတာလေးကျွန်တော်နှိပ်မယ်ပြီးတော့ဒီနေရာမှာကျွန်တော်ခုနကသွင်းထားတဲ့ change the dot ဆိုတာလေးကျွန်တော်တို့ရွေးပေးလိုက်ရပါမယ် plan ဆိုတာလေးနှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော် yes ဆိုတာလေးနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ pointer လေးကပြောင်းအောင်တွေ့ရပါလိမ့်မယ်ပြန်ပြောင်းချင်လို့ရှိရင်တော့ကျွန်တော်တို့ဒီနေရာလေးမှာ name ဆိုတာလေးကျွန်တော်တို့ပြန်ရွေးပေးလိုက်ပြီးတော့ apply နှိပ်လိုက်လို့ရှိရင်တော့ရပါပြီဒါမှမဟုတ်လဲကျွန်တော်တို့ search မှာ pointer setting ဆိုပြီးတော့ကျွန်တော်တို့ရိုက်ချလိုက်မယ်ပြီးတော့ကျွန်တော်တို့ဒီ mouse pointer ဆိုတာလေးကျွန်တော်ဝင်လိုက်မယ်ဒီနေရာမှာငကိုပုံစံကျွန်တော်တို့တစ်ခုခုရွေးပေးလိုက်လို့ရပါတယ်ဒါဆိုတော့ကျွန်တော်တို့ငကိုပုံစံတိုင်းပြန်ပြောင်းလို့ရပါတယ်ကျွန်တော်တွင်းထားတော့ဖြတ်ချင်တယ်ဆိုရင်လည်းဘေးနားက delete button လေးနှိပ်ပြီးတော့ဖြတ်လို့ရပါတယ်ကျွန်တော်တို့ software တွေလည်းတွင်းပြီးပါပြီစိတ်ကြိုက်လဲ customize လုပ်ပြီးသွားပြီဆိုတော့အဲဒီ software တွေရဲ့ CPU RAM ဘယ်လောက်သုံးလဲဆိုတဲ့ resource usage လေးကိုတစ်ချက်ကြည့်လိုက်ရအောင်ကျွန်တော်တို့ test bar ကို right click ပြီးရင် test manager ထဲကိုဝင်လိုက်မယ်ပြီးရင်အပေါ်က search မှာခုနကကိုသွင်းထားတဲ့ software နာမည်တွေကိုရိုက်ချလိုက်ပါမယ်ကျွန်တော်စီမှာတော့ Windhawk ကဒီမှာပြထားတဲ့အတိုင်း CPU က 0% RAM က 1.8 MB ဝန်းကျင်တော့စားတော့တွေ့ရပါတယ်
ပြီးတော့ library wallpaper ကတော့ CPU က 3% ဝန်းကျင် RAM က 181MB ဝန်းကျင်လောက်သုံးတာတွေ့ရပါတယ်။အော်တစ်ခုချန်သေးတယ် Vivid ကအဲ့ဒါလေးက CPU က 128% ဝန်းကျင်နဲ့ RAM က 100MB ဝန်းကျင်လောက်သုံးတာတွေ့ရပါတယ်။ဒါလောက်ဆိုရင်တော့ CPU ကမသုံးရတဲ့လောက်နည်းပါတယ်။ RAM ကလည်း3ခုလုံးပေါင်းမှ 300MB ဝန်းကျင်ဆိုတော့အနည်းဆုံး RAM 8GB လောက်ရှိအောင်နဲ့ဒီ software တွေကိုတွင်းပြီးတော့သုံးလို့ရပါတယ်။နောက်ထပ် Windows ကို customize လုပ်လို့ရတဲ့ software လည်းပြောဖို့ကြံသေးတယ်။ဒါပေမဲ့ဗီဒီယိုလေးကတော်တော်ရှည်နေပြီဆိုတော့ channel လေးရဲ့အတွက်ဗီဒီယိုတစ်ပုတ်သက်သက်ထပ်လုပ်ခဲ့ပါမယ်။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဗီဒီယိုလေးကိုသဘောကျလိမ့်မယ်လို့ညွှန်လိုက်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။အားလုံးနေ့သစ်မှာပျော်ရွှင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆောင်ကြတာပေါ့။